တိုင်တဲ့သူတွေကြောင့် CP နဲ့ FDA ကအိမ်ထိရောက်လာခဲ့ကပိတ်ခိုင်းခဲ့တာကြောင့်လုံးဝရောင်းချခွင့်မရှိတော့တဲ့ဖတ်တီးမအချင်းမောင်မင်္ဂလာပါပရိသတ်ကြီးရေအခုလက်ရှိမှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဝက်ကွဲကိုနာမည်ကြီးအောင်မြင်လာခဲ့တဲ့ဖတ်တီးမအချင်းမောင်ကတော့လူအများကြားမှာအရန်ကိုနာမည်ကြီးသွားခဲ့ပြီးတော့နာမည်ကြီးဆယ်လီတွေနဲ့နုပညာရှင်တွေကပါမန္တလေးမြို့ကိုတွားရောက်ပြီးတော့ဖတ်တီးမအချင်းမောင်ကိုမြည်ဆန်းချသူတွေလည်းအများအပြားရှိလာခဲ့ပါတယ်ဖတ်တီးမအချင်းမောင်ကတော့နေချင်းညချင်းကိုနာမည်ကြီးလာပြီးတော့လူတီများကအောင်မြင်လာခဲ့ပြီးတော့ရောင်းအားတွေအရန်ကိုထိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။အစပိုင်းမှာတော့ဖတ်တီးမအချင်းမောင်ကမန္တလေးမြို့ဥပိန်တရားအောက်မှာအချင်းမောင်တွေကိုတနိုင်တစ်ပိုင်းရောင်းချနေသူတဦးဖြစ်ပြီးတဖြည်းဖြည်းနဲ့သူမရဲ့အချင်းမောင်တွေကအရန်ကိုစားကောင်းလာခဲ့တာကြောင့်လာရောက်ဝယ်ယူစားသုံးသူတွေအရန်များပြားပြီးတိုးဝယ်ယူစားတောက်မှုတွေကလည်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာဗီဒီယိုနဲ့ဓာတ်ပုံဖိုင်တွေကပြန့်နှံ့လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဖတ်တီးမရဲ့အချင်းမောင်ကဝယ်ယူစားသုံးသူတွေပြည့်နှက်လာခဲ့ပြီးတော့ဥပိန်တရားအောက်ကနေအနီးအနားကဖျားเจ้าဝင်းအတွင်းမှာပြောင်းလဲဖွင့်လှစ်ကလူအများကိုရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖတ်တီးမကိုအင်တာဗျူးသူတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမျှဝေသူတွေကများပြားလာခဲ့တာကြောင့်ဖတ်တီးမကသူမဟာကိုဝင်အရဲ့အမကြီးနဲ့အချင်းမောင်ကိုစူးစမ်းပန်းစားရောင်းရင်းနဲ့အရန်ကိုရောင်းရနေတာကြောင့်သူမရဲ့အကျွေးတွေလည်းကြည်တော့မယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှဖြေကြားသွားခဲ့တာလည်းဖြစ်ပါတယ်။အားပေးသူတွေများပြားလာပြီးတော့မြန်မာနိုင်ငံတဝန်းလုံးအထိနာမည်ကြီးသွားခဲ့တဲ့ဖတ်တီးမရဲ့အချင်းမောင်ကိစ္စနဲ့ပတ်သက်ပြီးဝမ်းသာပီတိဖြစ်ကြတဲ့သူတွေလည်းရှိသလိုမနာလိုသူတွေနဲ့တန်ရှင်းလက်ဆက်မှုမရှိဘူးဆိုပြီးတော့လည်းပြစ်တင်ပြောဆိုသူတွေကလည်းများစွာရှိလာခဲ့တာဖြစ်ပါတယ်။ဖတ်တီးမကတော့သူမကိုအားပေးကြတဲ့စားသုံးသူတွေကအနေနဲ့ရရက်မှရှိတာကြောင့်သူမရဲ့ကိုယ်တိုင်ထုတ်အသားမုံနဲ့အနစ်တွေကိုပါကိုယ်တိုင်ပြုလုပ်ရောင်းချပြီးတော့ဖြန့်ချီလာခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့တနိုင်တစ်ပိုင်းစီးပွားရေးလေးဖြစ်တာကြောင့်အတန်ရှင်းဆုံးဖြစ်အောင်ပြုလုပ်ခဲ့ကြောင်းနဲ့အနေနဲ့ရရက်ကိုအနစ်ထုတ်တွေဖြန့်ချီရောင်းချနေပြီးတော့နာမည်ပိုရလာခဲ့တာလည်းဖြစ်ပါတယ်။ဖတ်တီးမရဲ့အနစ်ထုတ်တွေကလည်းစင်ကာပူကနေမှာပြီးတော့အစားသုံးကြတဲ့အပြင်ကိုယ်စလဲယူရောင်းချသူတွေပါရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဖတ်တီးမအချင်းမောင်အောင်မြင်လာတဲ့အပေါ်ဝမ်းသာပေးကြတဲ့သူတွေလည်းရှိသလိုမနာလိုသူတွေကလည်းတန်ရှင်းမှုမရှိဘူးအိမ်မှာပြုလုပ်တာကြောင့် FDA လက်မှတ်လည်းမရှိဘဲရောင်းချနေတာဟာမဖြစ်သင့်ဘူးဆိုပြီးတော့လည်းမှတ်ချက်ပေးကြသူတွေလည်းရှိပါတယ်ဒီလိုမျိုးအကြောင်းအရာတွေကြောင့်ဖတ်တီးမရဲ့အချင်းမောင်ကို CP နဲ့ FDA ကအိမ်ထိလာရောက်ပြီးတော့ရောင်းချခွင့်မပြုတော့ဘဲပိတ်သိမ်းခိုင်းလိုက်ပြီးတော့ဆက်လက်ရောင်းချပါကဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ဖတ်တီးမကလည်းကိုယ်စလဲယူထားသူတွေကိုစိတ်မကောင်းစွာနဲ့ပြောပြနေပြီးတော့ကိုယ်စလဲယူရောင်းပေးနေတဲ့သူတွေကလည်းစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖတ်တီးမတမယာတီးတုတ်သတင်းကြားတော့စိတ်ဝင်စားမိပါတယ်။လမ်းဘေးဖျားဘေးမှာအချင်းမောင်းရောင်းပြီးတော့သူ့ဘဝသူအခက်ခဲကိုဖြေရှင်းနေတာပါ။စီဒိုနာမှာတက်ပြီးတော့ရောင်းတဲ့အချင်းမောင်းလည်းမဟုတ်ပြန်ပါဘူး။ကျမ်းမာရေးအတီးကတော့ဘယ်လမ်းဘေးဈေးတယ်မှမရှိပါဘူး။သဘောပြောပြတာပါ။ဘယ်မြို့သွားကျမ်းမာရေးနဲ့ညီညွတ်ပါတယ်ဆိုတဲ့လမ်းဘေးအချင်းမောင်းရောင်းတာကလည်းမရှိသလောက်ပါပဲ။ FDA အထိတက်တိုင်ရအောင်လဲလိန်ရောင်းနေတာလည်းမဟုတ်ပါဘူးအထက်တန်းစားတွေတောက်ကျင်းကလည်းခတ်တော်ခတ်မနေဘူးလားဘသူမှလည်းစီးပွားပြတ်မသွားသလိုသူမကိုရောင်းအားမြင့်တင်ပေးတဲ့အခြေအနေထိတောင်ဖြစ်လို့ပြောခဲ့ကြရပါတယ်ဘသူဘဝတိုင်လည်းမသိပေမဲ့မိသားစုအထိတော့ဒုက္ခမပေးသင့်ဘူးလို့မြင်မိပါတယ်ဆိုပြီးတော့လည်းမှတ်ချက်တွေပေးခဲ့ကြပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့တည်ကျမ်းသူတွေလို့ထင်မြင်ရတဲ့မှတ်ချက်တစ်ခုမှာတော့အခွန်သိန်း80တောင်းတာကတစ်ဖွဲဖျားဝင်းတွေကနေမောင်းထုတ်တာကတစ်ဖွဲFDA notice စာပို့တာကတပွဲမနက်တိုင်းသူ့အိမ်သွားနေကြမို့လို့ခုလိုဖြစ်တော့မကူညီနိုင်တော့စိတ်မကောင်းရုံမှတပါမရှိဘူးဆိုပြီးတော့လေမှတ်ချက်ကိုရေးသားဖော်ပြလာခဲ့တာလည်းရှိနေပါတယ်။ဒါအပြင်ရောင်းလက်စနဲ့ဖျားဝင်းတွေကနေမောင်းထုတ်လို့တုပ်ပြီးလက်စတောင်ကုန်အောင်မရောင်းခဲ့ရပါဘူး။လာဝယ်တဲ့ဈေးဝယ်တွေကိုပါမောင်းထုတ်လိုက်တာပါဆိုပြီးတော့လေပြောလာခဲ့တာဖြစ်ပါတယ်။ဖတ်တီးမဆိုတာကအပြင်မှာခုထိအကျွေးတောင်မကြည်သေးတဲ့အမျိုးသမီးတစ်ယောက်ပါ။ကောင်းစိတ်ချင်းရင်ထောက်ပြပါဝေဖန်ကြပါလက်ခံပါတယ်အခုဟာကကလေးတယောက်ပိုက်တလုံးနဲ့ကိုတီတိုင်းတက်တိုင်းတိုင်ပြီးတော့ဈေးရောင်းဖွင့်ပိတ်ခိုင်းရအောင်နင်တို့လောက်ရဲ့အပေါ်နင်တို့ပြောနေလားလက်ပြလုံးရဲ့လားမနာလိုစိတ်တွေကကြောက်ဖို့ကောင်းလိုက်တာနိုင်တိုင်းမနိုင်ကြပါနဲ့ဆိုပြီးတော့လေဖတ်တီးမအတွက်စိတ်မကောင်းခြင်းများစွာနဲ့မှတ်ချက်တွေပြီးခဲ့ကြတာလည်းဖြစ်ပါတယ်အမရင်ဖတ်တီးမအချင်းမောင်းကပြဿနာတွေတက်နေပြီဒီနေ့ပဲရောင်းတဲ့နေရာကို CP နဲ့ FDA တွေကလိုက်လာခဲ့တာဘာမှကိုရောင်းခွင့်မပေးထားတာဒီနေ့ပဲစာရီနဲ့ဆိုင်လဲမဖွင့်ရဘူးအိမ်လဲမရောင်းရဘူးရောင်းတာတွေ့ရင်လူပါဖမ်းမယ်တဲ့သူတို့ကိုဘာမှလောက်ခွင့်မပေးတော့တာသူတို့လောက်ပိုင်ခွင့်အကုန်ပိတ်ထားလို့ဘာမှလုပ်လို့မရဘူးဆိုပြီးတော့လေဖတ်တီးမနဲ့နီးစပ်သူတွေရဲ့ပြောစကားများအရာသိရပါတယ်ဒါအပြင်
FDA တိုင်ခွင်လည်းမရှိသလို FDA လည်းစစ်ပါဆိုတဲ့မူလည်းမရှိပါဘူးပြည်တွင်းမှာရောင်းချနေတဲ့စားသောက်ကုန်တိုင်းက FDA တင်ရမယ်ဆိုတဲ့မူလည်းမရှိဘူးစားစီရေတန့်စသဖြင့်မဖြစ်မနေတင်ရမယ်ဆိုတဲ့ product ကလွဲပြီးတော့ FDA ထောက်ခံချက်ယူတဲ့ဆိုတာကလည်းဈေးကွက်ပြိုင်ဆိုင်မှုပါပဲလမ်းဘေးစားသောက်ကုန်ကို FDA တိုင်လည်းမထူးပါဘူးဖတ်တီမာကနည်းနည်းမှားသွားတာနာမည်တစ်စိမ့်နဲ့ထုတ်လိုက်တော့ကြီးမရတဲ့သူကသူ့အကွက်ထဲရောက်လာတာနဲ့တိုင်ချလိုက်တော့တာပဲရောင်းချတဲ့သူကလည်းနာမည်တစ်စိမ့်နဲ့ထုတ်ရင်ရောင်းချတဲ့စားသောက်ကုန်အတွက်ရုံးနဲ့ပတ်သက်ပြီးတော့ဘာလို့တင်လဲဘာတွေဖြစ်လာမလဲဆိုတာကိုလည်းစုံစမ်းသင့်တယ်ဆိုပြီးတော့လေမှတ်ချက်တွေရေးခဲ့သလို FDA ကအခုလိုတနေ့တည်းထားပြီးတော့တနေ့တည်းရောင်းလို့ရတဲ့ပစ္စည်းတွေအတွက်ဆိုရင်မပုံတင်စရာမလိုပါဘူးတဲ့ဥပမာမြန်မာမုန့်တွေအပါအဝင်တခြားသော fast food တွေတမယာသီးတုပ်ကလည်းအခုလောက်အခုရောင်းတနေ့တည်းကုန်တာဖြစ်လို့သူ့ဘာသာသူ FDA မကလို့သူ့အဖို့တက်တိုင်းလည်းအေးအေးယူလို့မရပါအေးအေးယူမယ်ဆိုရင်လည်းတနိုင်ငံလုံးယူရမှာပါဆိုပြီးတော့လည်းရေးသားဖော်ပြလာခဲ့ကြတာဖြစ်ပါတယ်ဖတ်တီမာကအောင်မြင်မှုတွေအစပြိုးလာပြီးတော့သူ့ရဲ့ဘဝနဲ့ဗိုက်ထဲကကလေးလေးမွေးဖွားဖို့အတွက်အခက်အခဲဖြစ်သွားနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြီးတော့အခုလိုမျိုးလမ်းဘေးဈေးတယ်လေးကိုမနာလိုသူတွေများလာတာကြောင့်မလို့လမ်းဘေးဈေးတယ်ဘဝကနေပြီးတော့လမ်းဘေးမှာဈေးအောင်လို့မရတဲ့အထိအခြေအနေတွေဖြစ်သွားခဲ့ရပြီးသူမအနေနဲ့ရှေ့ဆက်ရမယ့်ဘဝကိုတညာလုံးဝအောင်ငိုပြီးတော့မနှက်ဖြန်အတွက်စူးစမ်းရင်ဆိုင်ရမယ်ဘဝကိုအရှုံးပေးလို့မဖြစ်ဘူးဆိုပြီးတော့လေသူမရဲ့ TikTok စာမျက်နှာထက်ပေါ်မှာဗီဒီယိုလေးနဲ့တကွတင်ထားသေးတာပဲဖြစ်ပါတယ်